လိုက်တဲ့ဂျပိုင်တရီယာကင်းဦးလေးကိုပြန်ပြီးတောင်းရင်ကိုတီးပြန်တန်းနေပါလေဗျာမိတ်ကလေးပါရကလေးတို့နောက်တစ်ခါနေမြောင်းလို့နေပါလေခင်ဗျာအရေးပေါ်ဆိုတဲ့အတန်တစ်ခုစကားပြောဆက်ထဲကနေထွက်လာတာနဲ့အညာဒေသကရွာတချို့မှာလူတွေဟာလှုပ်လက်ဆလှုပ်တွေကိုရက်ပြီးဘေးလို့ရစီအလောတကြီးရွှေ့ပြောင်းကြပါတယ်သူတို့နားဆွင့်နေကြတာဖုံးမိတန်မဟုတ်ပါဘူးဒေသခံတွေအိုင်ကွန်လို့ခေါ်ကြတဲ့စကားပြောဆက်တွေစီကထွက်လာတဲ့သတိပေးသံတွေဖြစ်ပါတယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းပါဝင်အညာဒေသတချို့မှာစစ်ကောင်စီတပ်ကအင်တာနက်နဲ့ဖုန်းလိုင်းတွေဖျက်တောက်ထားတာလနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်ဒီလိုဆက်သွယ်ရေးပြတ်တောက်ပြီးသတင်းအမောင်ချခံထားရတဲ့ဒေသတွေမှာပြင်ပကဘာနဲ့ချိတ်ဆက်ဖို့ထဲပိုရေးကြီးလာတာကတော့လေကြောင်းတက်ခတ်မှုနဲ့စစ်ကြောင်းဝင်ရောက်လာနိုင်တဲ့သတင်းတွေကိုအချိန်မီသိရှိဖို့ဖြစ်ပါတယ်အဲ့ဒီလိုအပ်ချက်ကြောင့်ညာဒေသခံတွေဟာလက်ကင်စကားပြောဆက် walkie talkie မျိုးစားတွေကိုအိုင်ကွန်လို့ခေါ်ပြီးနေ့စဉ်ဘဝမှာမရှိမဖြစ်အသုံးပြုလာကြပါတယ်။ဒဇယ်မျိုးနဲ့ဒေသခံဦးတင်ထွန်းကတော့ဒီဆက်တွေဟာသူတို့တွေဆက်သွယ်ရေးပစ္စည်းတစ်ခုထဲပူတယ်လို့ပြောပါတယ်။အများကြီးရေးပါတာဗောလီကျောင်းရန်တို့စစ်ကျောင်းရန်တို့အဲ့လိုတွေဗောအများကြီးရေးပါတောင်းသူလက်သမားအတွက်ကတော့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကသတင်းတွေဘာတွေကမရဘူးလေအိုင်ကွန်ကမှရတာဟိုအိုင်ကွန်ကနေတစင်ကြီးညာတဲ့ခါကျတော့ဒီအိုင်ကွန်ကမရှိမဖြစ်ပေါ့တောင်သူလယ်သမားတွေအတွက်မရှိမဖြစ်လိုအပ်တာပေါ့ဗျာအရင်ကတော့ဒီလိုစကားပြောဆက်တွေကိုလက်နက်ကင်တော်လိုင်းတပ်ဖွဲ့ဝင်တွေစစ်ကောင်စီတပ်တွေကတိုက်ခိုက်ရေးဆိုင်ရာဆက်သွယ်မှုတွေအတွက်သာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့အခုတော့အခြေအနေတွေပြောင်းလဲသွားပါပြီစစ်တပ်ဩဇာခံပြူစောတိကြေးရွာတွေနဲ့နီးနီးကပ်ကပ်နေထိုင်နေရတဲ့တောင်သူတွေကအစဈေးသည်တွေစုံဒီဆက်တွေကိုနေ့စဉ်ဘဝရဲ့တစိမ့်တစ်ပိုင်းလိုကင်ဆောင်လာကြရပါတယ်အထူးသဖြင့်စစ်တပ်စိတ်ကြောင်းထိုးလာတဲ့ချိန်ဒါမှမဟုတ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမျိုးမှာကြိုတင်သတိပေးချက်တွေရရှိနိုင်တာကြောင့်ဒေသခံတွေအတွက်အဓိကအားထားရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်လာနေပါတယ်အားလုံးဒီဘက်တွေဆိုလို့ရှိရင်အိုင်ကွန်ကန်ရတာပေါ့ဘာလို့ဆိုလေချောင်းရံကြောက်ရတယ်စစ်ချောင်းရံကြောက်ရဒီအိုင်ကွန်ကနေတစ်စင်ကြီးညာပေးတာပေါ့ဗျာအဲအကြောင်းမို့ကျွန်တော်တို့ကဒီအိုင်ကွန်အများအားကိုပွားထားရတာပေါ့ဗျာကိုအတွက်ဒါဟာစီးရဲသတင်းတွေအတွက်တင်မဟုတ်ပါဘူးဖုန်းလိုင်းတွေပြတ်တောက်နေတဲ့ဒေသတွေမှာမင်္ဂလာဆောင်အတုမလိုလူမှုရေးကိစ္စတွေကိုပါဒီဆက်တွေကနေတဆင်အချင်းချင်းအတိပေးဆက်သွယ်နေကြပါတယ်ဒါပေမဲ့အညာဒေသကလူတချို့အတွက်တော့ဒီဆက်တွေရဲ့ရေးပါမှုကနေ့စဉ်ဆက်သွယ်ရေးထဲပို့ပါတယ်စိတ်လုံးတွေဖြစ်တဲ့တယ်ဒါမှမဟုတ်ရင်တို့200ရောင်းအောင်ပါလေခုတော့တည်းဝယ်သိမရှိတော့ဘူးခုတုန်းကတော့ဂျင်းစင်လို့လာလာပဲဒီကြောင့်တက်ခဲမှုတွေချင်းချင်းကြုံခဲ့ရတဲ့တပင်းမျိုးတွေကအသက်80ရွယ်ဒေါခင်ကြီးကတော့စကားပြောစကားနေထွက်လာတဲ့သတင်းတိုင်းကိုနားဆွင့်နေရသူတွေတဲကတဦးဖြစ်ပါတယ်ဒူကြီးကတော့ပြေးရမှတင်းရမှပါဘာမလဲလို့ပြတ်တော့မရခင်ဗျားကြီးပါလားဖောက်ပါခင်ဗျားကိုတော့တောင်းတဲ့လူကြီးတွေပြစ်တာပါလားမကြားလိုက်ဘူးလားကြားလိုက်တယ်လीခွေသူတို့ခွေတွေပါသိရမလို့ဒီခွေတွေပါမမကြည့်2025ခုနှစ်မေလတွင်းကကျောင်းသားလူငယ်20ကျော်တည်ဆုံခဲ့ရတဲ့တပင်းမျိုးနယ်ဥဒိန်တွင်းရွာစာတင်ကျောင်းဘုံကျဲခံရမှုမှာဒဏ်ရာရခဲ့တဲ့မြင်းမလေးဟာစိတ်ဒဏ်ရာခံစားနေရတယ်လို့ဒေါခင်ကြီးကပြောပါတယ်။စိတ်ကြောင်းလာမှတဲ့ဆိုတော့ကြောက်ရတာရှိတာပါအခုကတော့လာသေးပါဘူးစိတ်ကြောင်းကတော့နော်။တင်ကြားလုံးမှုကြောင့်ကြောက်ရတာပါ။ဒီကတော့ပါမှပါကုံဆက်ကတော့နော်ဘယ်နေရာဖြစ်ပါပြေးရလောရတာပါသူကြားနေလိုက်တော့ဘယ်မှာရောက်တဲ့ဆိုပြေးရတာပါနော်။အဲဒီငကောကတော့ဘုံကြီးမရှိသေးဘူးပါလေဘုံကြီးမရှိသေးတော့ဘယ်မှာလိမ့်များဝဲတဲ့ဆိုတော့ပြေးရတာပါတော့တဲ့နေရာလေးပုံရတာပါနော်နေ့စဉ်ကျုံနေရတာဆိုလိုက်တော့နော်ကြောက်ရတာပါမိမလေးကလည်းကြောက်တာဆိုလိုက်တော့နော်ခိုင်းမိထားတာဆိုလိုက်တော့အမေကြီးဘယ်ကိုသွားဆိုသွားပြန်ရောအမေကြီးလိန်ကဘယ်ဝဲတဲ့ဆိုသွားရပြန်ရောပါအဲ့လိုလေးထိကြိုက်ထားတာဆိုတော့သွားရတာပါသူ့နောက်ကတစ်ခေါက်လိုက်နေရပါကျောင်းမျိုးနဲ့ပကပသတင်းနဲ့ဆက်သွယ်ရန်ရှင်းမှအတူတူကြောင်းကြပါတယ်။ဒီနေရာမှာတရားတော်ပြုလုပ်ခဲ့တဲ့ဓမ္မတာစီကမိလာချက်တဲ့လက်သွင်းပြန်လက်စစ်တပ်ပါကြောင်းရင်အားထားပါတယ်ဗျာ။အညာဒေသမှာတော့လေကြောင်းအန်ရနဲ့စစ်တဲ့စစ်ကြောင်းရောက်လာတဲ့သတင်းတွေကိုတော်လိုင်းအင်အားစုတွေရဲ့သတင်းပြန်ကြားရေးဖွဲ့တွေကချိတ်ဆက်ဖြန့်ဝေပေးနေကြပါတယ်။ဒီဖွဲ့တွေဟာနေ့စဉ်စစ်ကောင်စီရဲ့လေရင်ပြန်တက်မှုခြေနေကင်းထောင်းလေရင်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးဒေသခံတွေစီအသိပေးလေးရှိပါတယ်။
တကယ်လို့လေကြောင်းတက်ခတ်မှုအနေရှိလာတာမျိုးဒါမှမဟုတ်စစ်ကြောင်းအရေးပေါ်ဝင်ရောက်လာနိုင်တဲ့အခြေအနေမျိုးဆိုရင်တော့အရေးပေါ်ဆိုတဲ့အတန်တွေဟာစကားပြောဆက်လိုင်းတစ်လျှောက်ပြန့်နှံ့သွားပါတယ်အိုင်ကွန်ဆက်ကင်ထားသူတွေကနေတဆင်ရွာတွင်အတန်ချက်ဆက်တွေနဲ့ဆက်လက်အော်ဟစ်သတိပေးပြီးပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းနိုင်မှုစူးစမ်းကြပါတယ်ဆက်တော်ရေးခက်ခဲလာတာနဲ့မျှဒီဆက်တွေရဲ့ဝယ်လူအားလည်းမြင့်တက်လာပါတယ်လက်ရှိညာဒေသမှာတော့မျိုးစားပေါ်မူတီပီစကားပြောဆက်တစ်လုံးကိုကျပ်2သိန်းခွဲကနေ3သိန်းနီးပါးထိပေါက်ဈေးရှိနေပါတယ်အညာဒေသမှာလက်ရှိမြင့်ဆုံးလောက်အားကပေါက်ဈေးရဲ့ဆရဲစာလောက်ခဖြစ်ပါတယ်အဲ့ဒီဈေးနှုန်းဟာတာမန်တောင်သူတူတွေဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်ပေမဲ့လုံခြုံရေးနဲ့သတင်းရရှိမှုတွေဒေသခံတွေကမဖြစ်မနေဝယ်ယူအသုံးပြုနေကြရတာဖြစ်ပါတယ်မိလာရှင်းလိုက်ကြမှာပြန်လာတော့အေရီယာသမီးတို့ကြောက်ဖို့တန်တရားနှလုံးကြီးနဲ့ရှိတယ်မှာပြန်မြောက်ရဲကိုပြန်နေပါတယ်ဗျာအင်တာနက်နဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတဲ့ညာဒေသတချို့မှာတော့အိုင်ကွန်စကားပြောဆက်တွေဟာဒေသခံတွေအသက်ဘေးကလွတ်မြောက်ဖို့တွေတခုတည်းသောသတင်းစီးဆင်းရာလမ်းကြောင်းဖြစ်လာပါတယ်လေသံမကြားခင်စစ်ကြောင်းမရောက်ခင်မှာဒေသခံတွေသက်ရှင်မှုအချိန်မီပြေးနိုင်အောင်သတိပေးတဲ့အတန်တစ်ခုဖြစ်နေပါတယ်ခင်ဗျာသူတို့အော်တဲ့ခါဘုံကြီးနဲ့ဝင်လိုက်ပါအဲ့တော့ကာကွယ်နိုင်လားမ